တော်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကမြို့ကြီးတွေတာဝတိမြို့ရာဇဂိုမြို့အဲ့ဒီမြို့ကြီးတွေမှာတာဝတိမှာဆိုရင်အနာတပိန်တထေးရာဇဂိုမှာဆိုရင်စတိလတို့ဇောတိကစတဲ့တထေးကြီးတွေရှိကြသလိုပဲကောတံဘီဆိုတဲ့မြို့ကြီးတစ်မြို့ရှိတယ်အဲ့ဒီမြို့ကြီးမှာလည်းတထေးကြီး၃ဦးရှိတယ်တထေးကြီး၃ဦးက1ဂောတကတထေး2ကုက္ကုတတထေး3ပါဝရိကတထေးဆိုပြီးတထေးကြီး၃ဦးရှိအဲ့ဒီကောတံဘီမြို့ဟာဟိမဝန္တာနဲ့မဏိမဝေဖြစ်တော့ဟိမဝန္တာတောအရက်မှာသူတော်ကောင်းအကျင့်ကိုကျင့်သုံးနေကြတဲ့ယသိ900မိုးဝင်ကန်နီးပြီးမိုးကြကန်နီးပြီးဆိုရင်တောထဲမှာအင်မတန်နေရထိုင်ရတာခက်ခဲတဲ့အတွက်တာကြောင့်မိုးတွင်4 လအဲ့ဒီကောတံဘီမြို့ကိုသွားနေကြတာသွားနေကြတဲ့အကြောင်းရင်းကလည်းကောတံဘီမြို့ကတထေး၃ဦးကရှင်ဘုရားတို့မိုးတွင်4 လတော့တပည့်တော်တို့နေတဲ့နေရာမှာလာနေပြပါတပည့်တော်တို့စွမ်းကွမ်းဝေယဝဆပြုစုလုပ်ကြွေးပါမယ်လျှောက်ထားတော့အဲ့ဒီကောတံဘီမှာယသိ900ကနှစ်စဉ်လာနေကြဒီလိုဖြစ်တရက်တော့ယသိ900တောထဲကနေဆင်းလာပြီးတော့ညောင်မင်းကြီးတပင်အောက်ရောက်တယ်ညောင်မင်းကြီးတပင်အောက်ရောက်တဲ့အခါခေါင်းဆောင်ယသိကဟာအခက်လက်တွေနဲ့ကောင်းလိုက်တဲ့ညောင်မင်းကြီးဟောဒီညောင်မင်းကြီးမှာတကိုးကြီးတဲ့ရုပ်ကစိုးနတ်ရှိလိမ့်ပဲဒီလိုသုံးသပ်တယ်အဲကြောင့်ငါတို့တွေတနေ့မှာ12 လ8 လကတောထဲနေပြီးတော့4 လကကောတံဘီမြို့ကိုပြန်နေကြတာပါကွာတဲ့နတ်ကိုပြောတာအခုလိုပြန်လာတဲ့အခိုက်မှာမောလို့ပန်းလို့ဒီသစ်ပင်အောင်ခဏဝင်နားကြတာညောင်ပင်ဆောင်တတ်ရေးတဲ့မောနေပန်းနေတဲ့တို့တွေကိုရေအေးလေးတောက်เสียပေးရင်ဘလောက်ကောင်းမလဲလို့ဒီလိုတွေးပြီးဒီလိုကြံလိုက်တော့တောက်ရည်တွေအသီးသီးအကုန်ရတယ်ဟာအဲ့ဒီမှာယသိတွေအံ့ဩသွားတယ်နောက်တစ်ခါဆက်ပြီးတော့တို့တွေချွေးတွေတန်တွေနဲ့မော့ပန်းနေတယ်ချိုးဖို့အတွက်ချိုးရည်လေးပါရရင်ဘလောက်ကောင်းမလဲလို့ဒီလိုပြောတော့ချိုးရည်ပါတခါရယသိ900ရေချိုးကြရေချိုးပြီးပြန်တော့တခါဟာရေလဲချိုးလို့ပြီးပြီအမောဖြေနားနေတုံးလေးများစားစရာလေးရရင်ကောင်းပါ